ချင်းမိုင်အိုတောင်းနာကမြန်မာငွေ3,000ဝန်းကျင်နဲ့ဝယ်လို့ရမယ်ကွန်ဒို project တစ်ခုကိုဒီနေ့မှာလိုက်ပြပေးပါမယ်ဒီကွန်ဒိုရှိတဲ့လမ်းထိပ်ကိုထွက်လိုက်တာနဲ့ Maya Lifestyle Shopping Mall ကိုရောက်ရှိမှာပဲဖြစ်ပါတယ်အခုပြနေတဲ့ကွန်ဒို project နေရာဟာဆိုရင် foreigner တွေအနေများတဲ့ tourist zone ပဲဖြစ်ပါတယ်ဒီကွန်ဒိုကချင်းမိုင်မြို့ရဲ့အိုတောင်းနာမှာရှိပြီးတော့ Nimman area နဲ့တော်တော်ကိုပဲနီးပါတယ်ချင်းမိုင် University နဲ့ဆိုရင်လည်း3မိနစ်ကနေ5မိနစ်အတွင်းရောက်ရှိနိုင်မှာပဲဖြစ်ပါတယ်ဒီကွန်ဒို project ကို Maya Lifestyle Shopping Mall လို့နေရာမျိုးကနေဘယ်လိုလာလို့ရလဲဆိုတာကိုဗီဒီယိုရဲ့နောက်ဆုံးမှာပြပေးသွားပါမယ်ကွန်ဒို project ကိုမြေအကျယ်2040 square meter ပေါ်မှာအခန်းပေါင်း88ခန်းနဲ့တည်ဆောက်ထားပါတယ်ဒါကတော့ကွန်ဒိုမှာပါတဲ့ lobby ပဲဖြစ်ပါတယ် facility အနေနဲ့ကတော့ lobby, garden, pool, gym, 24 hour security တို့ပါရှိမှာပဲဖြစ်ပါတယ်ဒီကွန်ဒို project ဟာဆိုရင်မြန်မာငွေ3,000ဝန်းကျင်လောက်နဲ့ချင်းမိုင်မြို့က downtown နေရာမျိုးမှာကွန်ဒိုဝယ်ချင်တဲ့သူတွေငှားကကောင်းကောင်းလိုချင်တဲ့သူတွေအတွက်အဆင်ပြေမှာပဲဖြစ်ပါတယ်စိတ်ဝင်စားရဆိုလို့ရှိရင်အခုပဲဆက်သွယ်မေးမြန်းနိုင်ပါတယ်